ရွာတရွာနားကတောင်တန်းလေးတွေကြားမှာမိုးခေါင်တောလို့ခေါ်တဲ့တောအုပ်တစ်ခုရှိတယ်။ညဘက်ဆိုဘယ်သူမှမသွားရဲကြဘူး။အဲ့ဒီတောထဲကလမ်းဟောင်းတစ်လျှောက်မှာတခါတလေလူတစ်ယောက်ရဲ့လှမ်းလျှောက်တန်လိုတန်လွင်သိရွက်တွေကြားကညီးတန်လိုကြားရတတ်တယ်လို့ရွာသားတွေပြောကြတယ်။ဒီအကြောင်းကိုအောင်ဆိုတဲ့လူငယ်တစ်ယောက်ကမယုံဘူး။သူကလူတွေကြောက်အောင်ပြောနေကြတာပဲလို့ပြောလိရှိတယ်။ တနေ့မှာရွာအနီးကမြို့ကနေကိုအောင်ရဲ့တငယ်ချင်းကိုသက်ရောက်လာတယ်။ညနေထမင်းစားပြီးနောက်ရွာသူကြီးကတတိပေးတယ်။ညတခေါင်ကျော်ရင်မိုးခေါင်တော့ပဲမသွားနဲ့။အထူးသဖြင့်ယထာဘူတာဟောင်းနာကလမ်းမအောင်မကတ်နဲ့။ပရလောကသားတွေရှိတယ်။ကိုသက်ကပြုံးပြီးဒီခေတ်မှာဘာပရလောကလဲလူပြောပြီးကိုအောင်နဲ့အတူရီလိုက်တယ်။ကိုအောင်ကအဲ့လိုပြောမှငါကပူတောင်သွားကျင်လာပြီကွာကိုတက်ကငါရောပဲ အဲ့ဒီည12နာရီလောက်မှာသူတို့နှစ်ယောက်မီးအိမ်တစ်လုံးယူပြီးတောထဲဝင်သွားကြတယ်။အစာပိုင်းမှာအားလုံးတိတ်ဆိတ်နေတယ်။လေတောင်မတိုက်ဘူး။ဒါပေမဲ့တောနက်လာတာနဲ့အမျှအေးတဲ့တစ်မျိုးလေပင်နာကိုလာထိတယ်လို့ခံစားရတယ်။ကိုတက်ကဒီမှာအေးလွန်းတာပဲလို့တိုးပြောတယ်။ခဏကြာတော့လမ်းဘေးမှာယထာဘူတာဟောင်းတစ်ခုကိုတွေ့လိုက်ရတယ်။ပျက်စီးနေတဲ့တစ်သားဆိုင်ဘုတ်ကလေးမရှိပဲတဖြည်းဖြည်းလှုပ်နေတယ်။အဲ့ဒီအချိန်မှာတောက်ဖက်နှက်တန်လို့အတန်တစ်ခုဘူတာအနောက်ဘက်ကနေကြားလာတယ်။ကိုအောင်ကဘတူလဲလို့အော်မီးပြီးမိပြန်မဖြီဘူး။ အတန်ကပုံနီးလာတယ်တောက်မီးအိမ်အလင်းကိုလှဲ့ထိုးလိုက်တော့အဖြူရောင်အင်ကြီးဝတ်ထားတဲ့မိန်းကလေးတယောက်လမ်းအလယ်မှာမတက်ရက်နေတယ်။စပင်ရှိကြီးကမျက်နှာတစ်ခုလုံးဖုံးထားတယ်။ကိုသက်ကဟေးဘယ်သူလဲလူမေးလိုက်တယ်။မိန်းကလေးကဖြည်းဖြည်းလေးလက်တစ်ဖက်မြှောက်ပြီးတောနဲ့ထေးဘက်ကိုညွှန်ပြတယ်။ကိုဟောင်ကရင်နဲ့မတက်မတာဖြစ်လာတယ်။ဒါမဲ့ကိုသက်ကလူတစ်ယောက်ပဲဆိုပြီးရှေ့တိုးသွားတယ်။2 လမ်း 3 လမ်းလောက်နီးလာချိန်မှာမီးအိမ်အလင်းတစ်ချက်ဖြော့သွားတယ်။ပြန်လင်းလာတော့မင်းကလေးမရှိတော့ဘူး။ဒါပေမဲ့ကိုတက်ရဲ့နောက်ကျောဘက်ကနေတိုးအတန်တစ်ခုကြားလာတယ်။ပြန်မသွားနဲ့ကိုတက်ကချက်ချင်းလှည့်ကြည့်လိုက်တယ်။အဲ့ဒီခါသူ့မျက်နှာကဖြူဖက်ဖြူရောဖြစ်သွားတယ်။ကိုအောင်လဲလှည့်ကြည့်လိုက်တော့ဘူတာဟောင်းရဲ့အမှောင်ထဲမှာလူ3 ယောက်လောက်ရက်နေကြတယ်။မျက်နှာမမြင်ရဘူး။ဒါပေမဲ့သူတို့ရဲ့မျက်လုံးနေရာမှာအဖြူရောင်အလင်းဆက်သေးတွေတောက်နေတယ်။အဲ့ဒီအချိန်မှာကိုတက်ကရုတ်တရက်အော်ဟစ်ပြီးတော်ထဲဘက်ကိုပြေးဝင်သွားတယ်။ကိုတက်ကိုအောင်လိုက်အော်ပြီးမမိတော့ဘူး။တော်ထဲကအမှောင်ချားမှာတစ်ကိုင်းကျိုးတန်တွေပြေးတန်တွေနောက်ဆုံးမှာလူတစ်ယောက်အော်တန်ကြီးတစ်ချက်ပါကြားလိုက်ရတယ်။ကိုအောင်ကြောက်လန့်လွန်းလို့ရွာဘက်ကိုအသေးအတန်ပြေးပြန်လာခဲ့တယ်။နောက်နေ့မနက်မှာရွာသားတွေအတူတူလိုက်ရှာကြတယ်။တောနဲ့ထဲကရေတိမ်အိုင်နားမှာကိုသက်ရဲ့မီးအိမ်နဲ့ဖနက်တစ်ဖက်ပဲတွေ့ရတယ်။လူကိုတော့မတွေ့တော့ဘူး။ရွာအကြီးကဲကနေရာကိုကြည့်ပြီးတိတ်လေးပြောတယ်။လွန်ခဲ့တဲ့နှစ်30ကျော်ကဒီဖူတာမှာယထာပြက်ကြခဲ့တယ်။အဲ့ဒီညမှာလူအများကြီးတည်ခဲ့တယ်။တချို့ဝိညာဉ်တွေကအိမ်ပြန်လမ်းမတွေ့သေးဘူး။အဲ့ဒီနောက်ကိုအောင်ကတောဘက်မသွားတော့ဘူး။ဒါပေမဲ့အဖြစ်ပြက်ပြီး3 လလောက်ကြာတဲ့ညတညမှာသူ့အိမ်တကားကိုတောက်လူတစ်ယောက်လာခောက်တယ်။ကိုအောင်ကဘာတူလဲလူမိလိုက်တယ်။တကားအပြင်ဘက်ကအတန်တိုးလေးပြန်လာတယ်။ငါကိုတက်ကိုအောင်ရဲ့လက်တွေအီးခဲသွားတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအတန်ကအင်ရှိကမဟုတ်ဘူး။သူ့နှုတ်ကြောအိတ်ခမ်းတွေကထွက်လာတာဖြစ်နေတယ်။နောက်တနေ့မနက်မှာကိုအောင်ကိုရွာသားတွေအိမ်ထဲမှာမိယော့နေတယ်လို့တွေ့ကြတယ်။မျက်လုံးကြီးတွေပြူးထားပြီးတကားဘက်ကိုသာစိတ်ကြည့်နေတယ်။နရံပေါ်မှာတော့ရွှံ့နေရထားတဲ့စာတစ်ချောင်းရှိနေတယ်။နောက်တစ်ယောက်လူနေသေးတယ်။